ဒီလူဟာသူ့ရဲ့လက်ညှိုးလေးနဲ့အချက်ပြလိုက်ယုံတင်ရှိသေးတဲ့လူလက်မောင်းထက်ပိုတုတ်တဲ့တန်တိုင်တွေဟာချက်ချင်းပဲအကြီးပြောကျသွားခဲ့တဲ့အဲ့ဒီနောက်မှာတော့သူဟာအချင်းထောင်ခန်းထဲကနေစတိုင်ကြကြနဲ့ရှောက်ထွက်လာခဲ့တာပေါ့ဒါပေမဲ့သူ့ရဲ့စခန်းအပြင်ဘက်ကိုထွက်လာပြီးမီးရန်တွေတောက်လောင်နေတဲ့သူ့ရဲ့မော်တော်ဆိုင်ကယ်ပေါ်တက်ခါနီးမှာပဲတေဘေးကိုမကြောက်တဲ့ရဲဝန်ထမ်းတစ်ယောက်ကသူ့ကောင်းကိုနံပါတ်3နဲ့အပြင်းပြင်းရိုက်ချလိုက်ပါတယ်ကန်ကောင်းချင်တော့သူပြင်းပြင်းထန်ထန်ဒဏ်ရာမရခဲ့ပါဘူးသူ့ရဲ့မေယိုးလေးပဲအနေငယ်လွဲသွားခဲ့တာပါသူဟာအပြစ်ရှိသူတွေကိုပဲအပြစ်ပေးလို့ရှိတာကြောင့်သူ့ရှိမှရက်နေတဲ့ရဲဝန်ထမ်းကိုလှည့်ပြီးပြန်မတိုက်ခိုက်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့ဒီလူဟာသူ့ရဲ့ခန်းကြားထဲဝါလာတဲ့မော်တော်ဆိုင်ကယ်ကိုစီးပြီးတရားကြီးတစ်ခုစီတက်ဦးတီမောင်းနေရင်အဲ့ဒီမိစ္ဆာနတ်ဆိုးကိုစတင်ရှာဖွေပါတော့တယ်ဒါပေမဲ့ရဲတွေကသူ့နောက်ကိုလိုက်လံဖမ်းဆီးနေတော့မဲ့ဆိုတာနဲ့သူတို့ကဘလို့နည်းနဲ့မဆိုသူ့ကိုဖမ်းဆီးပြီးခန္ဓာကိုယ်ခွဲစိတ်ဆန်တက်မှုတွေလုပ်ချင်နေကြတယ်ဆိုတာကိုသူထည့်မတွေးမိခဲ့ပါဘူးဒီလူဟာအပြစ်မဲ့တဲ့သူတွေကိုနာကျင်အောင်မလုပ်ချင်တာကြောင့်သူ့ရဲ့မော်တော်ဆိုင်ကယ်ကိုမြစ်ရည်ထဲစီစောက်ထိုးမောင်းချလိုက်ပါတယ်ရေပေါ်ရောကုန်းပေါ်ပါသွားလာနိုင်တဲ့သူ့ရဲ့ထူးခြားဆန်းပြတဲ့ဆိုင်ကယ်အကူအညီကြောင့်ပဲမျက်စိတမိတ်တွင်းမှာရဲတွေကိုအဝေးမှာပြစ်ကြံခဲ့စီပါတော့တယ်ဒါပေမဲ့သူလမ်းမကြီးပေါ်ပြန်ရောက်ချင်းမှာပဲရဲတွေကသူ့ကိုနောက်တစ်ကြိမ်ထပ်မံဝိုင်းရမ်းလိုက်ပြန်တယ်သူတို့ကိုအပီးတိုင်ခါချပစ်ဖို့အတွက်ဒီလူဟာဆိုင်ကယ်အရှိန်ကိုပိုမြင့်လိုက်ပြီးမြင်မာတဲ့အဆောက်အုံကြီးတစ်ခုရဲ့နေရန်အတိုင်းအပေါ်ကိုတက်မောင်းတက်သွားခဲ့ပါတယ်အမှန်တော့သူရှာဖွေနေတဲ့မိစ္ဆာဟာအဲ့ဒီအဆောက်အုံရဲ့အမိုးပေါ်မှာတင်ပုံပေါင်းနေခဲ့တာပါတစ်စက္ကန့်မြအချိန်မဆိုင်တော့ပဲဒီလူဟာသူ့ရဲ့တန်ကြိုးကိုထုတ်ယူပြီးအဲ့ဒီမိစ္ဆာကိုရိုက်နှက်တိုက်ခိုက်လိုက်ပါတော့တယ်